သူရဲ့လိုအပ်ချက်တွေဖြစ်တယ်။ဒါမှမဟုတ်ပြည်သူရဲ့လိုအပ်ချက်တွေကကျွန်တော်တို့ရဲ့လိုအပ်ချက်လည်းဖြစ်တယ်။ဒါလက်တွဲပူးပေါင်းပြီးဆောင်ရွက်မယ်ဆိုတဲ့ဒီလိုကျွန်တော်တို့အကျိုးအမြတ်တွေကျွန်တော်ရရှိပါတယ်။ရရှိတဲ့အကြောင်းနိုင်ငံတော်မှာခုနကလိုကျွန်တော်တို့စုပူလှုပ်ရှားမဲ့အစားပူးပေါင်းပြီးတော့ဆောင်ရွက်မယ်ဆိုတဲ့ဒီလိုကျွန်တော်တို့ဂရိတ်ခွတ်တွေရလိုက်တာကျွန်တော်တို့အတွက်ဘာပဲဖြစ်တာထူးခြားတဲ့အောင်မြင်မှုတစ်ခုလည်းကျွန်တော်တို့ဖြစ်ပါတယ်။နောက်တစ်ခါဒီနိုင်ငံရေးတည်ငြိမ်မှုရှိမှအနောက်နိုင်ငံတွေကလည်းကျွန်တော်တို့ပေါ်မှာတားဆီးပိတ်ဆို့မှုတွေဟာအထိုက်လျောက်ကျွန်တော်ဖြည့်လျောက်ပေးမယ်ဆိုပြီးတော့ဒီလိုကျွန်တော်တို့ကယုံကြည်ထားပါတယ်။ဘာကြောင့်လဲဆိုတော့ဒီစီးပွားရေးပိတ်ဆို့မှုတွေကလည်းနိုင်ငံရေးလှုပ်ရှားမှုတွေလည်းကျွန်တော်ချိတ်ဆက်ထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့မျှော်မှန်းသလိုပါပဲ။အခုလိုဒေါအောင်ဆန်းစုကြည်နဲ့တွေ့ပြီးတော့မှခုနကလိုအရင်တော့ဆန့်ကျင်တဲ့သဘောထားရှိတဲ့လူတွေကိုအခုဒီကနေ့ကျွန်တော်တို့နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာပါဝင်ရအောင်လုပ်ပြီးလိုက်တာနဲ့မရှိမနှောင်းပါပဲကျွန်တော်တို့တိုင်းပြည်ပေါ်မှာခုနကလိုကျွန်တော်တားဆီးပိတ်ဆို့ထားတဲ့တချို့ကိစ္စတွေကိုဘာဖြစ်ကျွန်တော်တို့ဒါဖြည့်လျော့ပြီးတော့ပေးပါတယ်။ဒီလိုဖြည့်လျော့ပေးတဲ့အတွက်ကြောင့်လည်းကျေးဇူးအများကြီးကျွန်တော်တင်ပါတယ်။ပြည်တွင်းနိုင်ငံရေးအင်အားစုဟုတ်ပါတယ်ဒါပြည်တွင်းနိုင်ငံအင်အားစုနောက်ချက်ကတော့ခုနကလိုပြည်တွင်းနိုင်ငံရေးအင်အားစုတစ်ခုတည်းတည်ငြိမ်ုံနဲ့ကျွန်တော်တို့ကမပြီးပါဘူး။နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုရဖို့ဆိုတာခုနကလိုဒီတိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်အဖွဲ့တွေကျွန်တော်အချင်းချင်းတွေဘာကြောင့်တိုက်နေကြမလဲခုနကလိုသူတို့တယောက်ကြာဆုံးတာလည်းကျွန်တော်နိုင်ငံတော်ရဲ့ဆုံးရှုံးမှုပဲဒီဘက်ကခုနလိုရဲဘော်တယောက်ကြာဆုံးတာလည်းနိုင်ငံတော်ရဲ့ဆုံးရှုံးမှုပဲအဲ့တော့ဘာကြောင့်ကျွန်တော်တိုက်နေကြမလဲမတိုက်ဘဲနဲ့ခုနကလိုကျွန်တော်ငြိမ်းချမ်းမှုကိုကျွန်တော်ဒါညှိနှိုင်းပြီးတော့ကျွန်တော်လှုပ်ကြအောင်ယူကြအောင်ဆိုတော့အဲ့တော့ငြိမ်းချမ်းရေးတိဆောက်တဲ့အပိုင်းပေါ့လေဟုတ်ကဲ့ဒီအပိုင်းမှာကျွန်တော်အဆင့်3ဆင့်လုပ်ပါတယ်ပထမတော့များသောအားဖြင့်ဒီအဖွဲ့တွေကကျွန်တော်တို့ပြည်နယ်တွေမှာကျွန်တော်ရှိတာများပါတယ်ပြည်နယ်တွေမှာရှိတာများပါတယ်တောင်ပြည်နယ်အစိုးရနဲ့ကျွန်တော်တို့အရင်ထိတွေ့အောင်ကျွန်တော်လုပ်ခိုင်းလိုက်တယ်ပြီးရင်ပြည်နယ်အစိုးရနဲ့ထိတွေ့ပြီးတော့မှပြစ်တာခတ်တာတွေခုနကလိုရဆွဲဖို့ပြစ်တာခတ်တာတွေရဆွဲပြီးလို့ရှိရင်ကျွန်တော်ဒီပြည်တော်စုအဆင့်ဆွေးနွေးပွဲတွေကျွန်တော်လုပ်ဖို့ဆိုတော့ဒီလိုအရင်ညှိနှိုင်းလိုက်တော့သူတို့ရဲ့မူလတွေကငြိမ်းချမ်းရေးကိုလိုချင်နေတဲ့ပုံကိုယ်တွေဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တိတ်အခက်အခဲမရှိဘဲနဲ့လွယ်လွယ်ကူနဲ့ဒီလိုညှိနှိုင်းလို့ရပါတယ်အဲ့တော့ဒုတိယအဆင့်ကျတော့ကျွန်တော်တို့ဒါပြည်တော်စုအဆင့်ကျတော့သူတို့နဲ့ယုံကြည်မှုတိဆောက်ဖို့အတွက်ကသူတို့ကလိုခင်မင်းရင်းနှီးတဲ့လူတွေသူတို့ကလိုလားတဲ့လူတွေဒီလိုပုံကုမျိုးတွေကိုကျွန်တော်ရွေးရပါတယ်ရွေးပြီးတော့မှဒီပုံကုမျိုးတွေနဲ့ကျွန်တော်လှုပ်ပြီးတော့သူတို့နဲ့ထိတွေ့ခိုင်းတယ်သူတို့နဲ့ဆွေးနွေးခိုင်းတဲ့အခါမှာအဓိကတော့အချက်နှစ်ချက်ပါတစ်ချက်ကတော့ခုနလိုပြည်တော်စုကြီးထဲမှာကျွန်တော်တို့အတူတူကဥမခွဲတိုင်းမပြတ်နဲ့ကျွန်တော်တို့နေကြရအောင်ဆိုတဲ့အမှန်တော့လည်းဒီဟာခုနလိုခွဲမထွက်ဘူးဆိုတဲ့ဒီသဘောပါပဲခုနကသူတို့ကလည်းဒီဟာကိုသဘောတူပါတယ်ဒါကျွန်တော်တို့ကတိုင်းပြည်ပဲပြည်တော်စုကြီးတွေကကျွန်တော်အတူတူကနဲ့ကျွန်တော်နေမယ်ဘာလို့မှခွဲမထွက်ဘူးဆိုတဲ့ဒီအချက်ကလေးလည်းကျွန်တော်တို့ဒါအဓိကကြတဲ့အချက်လည်းရပါတယ်နောက်တစ်ခုကတော့ပြည်တော်စုကြီးကိုကျွန်တော်ကာကွယ်ဆောင်ရှောက်ကြအောင်ပြည်တော်စုကြီးမပြိုခွဲဖို့အတွက်ကျွန်တော်ကာကွယ်ဆောင်ရှောက်မယ်တိုင်းသားစီလုံးညီညွတ်မှုတွေမပြိုခွဲဖို့အတွက်ကာကွယ်ဆောင်ရှောက်မယ်နောက်ကျွန်တော်တို့ရဲ့ချုပ်ချအာဏာဆုံးရှုံးမသွားအောင်ကျွန်တော်ကာကွယ်ဆောင်ရှောက်အောင်ဆိုတော့ဒီအချက်လည်းသူတို့အားလုံးသဘောတူပါတယ်ဒါကကျွန်တော်တို့ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာအရေးကြီးဆုံးကျွန်တော်အချက်တစ်ချက်ဖြစ်ပါတယ်ဒီအချက်နှစ်ချက်ရတာနဲ့ကြာနာတွေကဒီလောက်ကျွန်တော်တို့အရေးမကြီးတော့ပါဘူးမွေးဆွေးဝါကိစ္စတွေကိုပူးပေါင်းပြီးတော့ကျွန်တော်ဆောင်ရွက်ဖို့နောက်တော့ခင်ဗျားတို့လူကြီးပိုင်းတွေကပါတီထောင်ပြီးတော့ခုနလိုရွေးကောက်ပွဲမှာဝင်ရွေးကောက်ပွဲမှာရွေးခံလို့ရှိရင်ခင်ဗျားတို့လွှတ်တော်ထဲမှာရောက်လာမယ်လွှတ်တော်ထဲရောက်လာလို့ရှိရင်အများနည်းတွေခင်ဗျားတို့ခုနလိုမေးခွန်းရမယ်အဆိုတွေခင်ဗျားတို့တင်သွင်းလို့ရမယ်ဓာတ်တူကြီးတို့ခင်ဗျားတို့ခုနကလိုပြောလို့ဆိုလို့ရမယ်နောက်တစ်ခုကခုနလိုလူလာပိုင်းတွေကြလို့ရှိရင်ခင်ဗျားတို့စီးပွားရေးလုပ်ငန်းတွေလုပ်စီးပွားရေးလုပ်ငန်းတွေကလည်းခုနကလိုဒီဥပဒေနဲ့အညီလုပ်တဲ့စီးပွားရေးလုပ်ငန်းမျိုးတွေဖြစ်ရမှာကျွန်တော်ဝိုင်းကူပေးမယ်တတိယချက်ကတော့လက်နက်ကိုင်ဖွဲ့စည်းပေါ့အဲ့တော့လက်နက်ကိုင်ဖွဲ့စည်းတွေကကျွန်တော်ဘာကြောင့်တယောက်နဲ့တယောက်ခုနလိုတိုက်ခိုက်တပ်ဖြတ်နေကြမလဲဒါကိုအချင်းချင်းတွေပဲဆုံးရှုံးတာဖြစ်တယ်သို့တော်လည်းတစ်ချိန်ကြာလို့ရှိရင်ဒီလက်နက်ကိုင်အင်အားစုတွေကကိုယ်တိုင်းပြည်ကိုကာကွယ်တဲ့ကျွန်တော်အင်အားစုတွေဖြစ်ရမယ်ဒီလေချူနေမျိုးမှာတက်မလို့ဆိုတာတခုတည်းပဲကျွန်တော်ဖြစ်ရမယ်သူများတိုင်းပြည်တွေမှာလည်းဒီတိုင်းပဲအဲ့ဒါအမေရိကန်နိုင်ငံလိုအမျိုးမှာလည်း state ပေါင်းများစွာရှိပေမဲ့ခုနလိုတက်မလို့ကခုနလိုအဖွဲ့အစည်းတစ်ခုတည်းပဲကျွန်တော်ရှိတယ်event ခုနလိုတရုတ်ဆိုလို့ရှိရင်လည်းဒီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဟိုနေပြည်နယ်တွေအများကြီးရှိပေမဲ့လည်းတက်မတော်တစ်ခုတည်းပဲရှိတယ်ကျွန်တော်လည်းဒီတိုင်းပဲသွားကြတာပေါ့ကျွန်တော် constitution ကလည်းဒီတိုင်းပဲဆိုတော့အဲ့တော့ဒါလေးတွေကသူတို့နဲ့ညှိနှိုင်းလိုက်တဲ့အခါမှာကျွန်တော်စိတ်ထဲမှာတိတ်ပြီးတော့ခက်ခဲမယ်ထင်မိမှလည်းခုနလိုတိတ်ပြီးတော့ခက်ခဲနဲ့မလုပ်ရဘဲနဲ့အလွယ်တကူကျွန်တော်သဘောတူညီချက်ကလေးတွေရလာပြီးတော့ကဲတူညီတဲ့အချက်ကလေးတွေကျွန်တော်လက်မှတ်ထိုးထားတူညီတဲ့အချက်ကလေးတွေလက်မှတ်ထိုးထားဆိုတော့အခု17ဘွဲ့ရှိတဲ့နေ့က10ဘွဲ့နဲ့ကျွန်တော်ဒါသဘောတူညီချက်ကလေးတွေတော်တော်များများကျွန်တော်ရပါတယ်။သို့တော်လည်းနိုင်ငံရေးအပိုင်းဆက်ပြီးတော့ဆွေးနွေးစရာတွေတော့အများကြီးကျွန်တော်ရှိပါတယ်။အများကြီးရှိတယ်။ဒီအပိုင်းကျရင်တော့ကျွန်တော်တို့ဒါတတိယပိုင်းရောက်ပါတယ်။တတိယပိုင်းရောက်ပါလို့ရှိရင်တော့ကျွန်တော်တို့ဒါလွှတ်တော်ကိုကျွန်တော်တို့ကဒါအလိုက်မယ်။လွှတ်တော်ထဲမှာတိုင်းရင်းသားပေါင်းစုံပါတယ်။ဒါမှပို့ပြီးတော့လည်းခုနကလိုလွှတ်တော်မှာဆွေးနွေးတဲ့ဟာပို့ပြီးတော့လည်းကျွန်တော်ပြည့်စုံမယ်။ပို့ပြီးတော့လည်းကျွန်တော်တို့ဒါကြီးမားမယ်။တောင်လွှတ်တော်ကအပ်ပြီးတော့မှ
ဂျာနဲ့အသေးစိတ်တွေကိုကျွန်တော်တဖြည်းဖြည်းနဲ့ဆွေးနွေးယူမယ်ဆိုပြီးတော့ကျွန်တော်ဒီလိုဝန်ထမ်းလုပ်ခဲ့တာပါဒါမှမဟုတ်ကလို့ဒီနိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာကျွန်တော်တို့အဓိကကြတဲ့အခန်းကဏ္ဍတော့ခုနကနှစ်ခုပါပဲနိုင်ငံရေးအင်အားစုတွေနဲ့ကျွန်တော်တည်တည်ငြိမ်ငြိမ်နဲ့ဖြစ်အောင်သူတို့နဲ့ကျွန်တော်ထိတွေ့ဆက်ဆံတဲ့အပိုင်းနောက်တစ်ခါခုနကလိုလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ခုနကလိုငြိမ်ငြိမ်ရအောင်ကျွန်တော်ကြိုးစားဆောင်ရွက်တဲ့အပိုင်းဒီထဲမှာလည်းကျွန်တော်တစ်ဖွဲ့ကြားနေပါသေးတယ်တစ်ဖွဲ့ရတော့ကျွန်တော်မြောက်ဘက်က KIA ကျွန်တော်အဖွဲ့ဖြစ်ပါတယ်ဒီအဖွဲ့နဲ့လည်းကျွန်တော်တို့ထိတွေ့ဆက်ဆံမှုတွေရှိပါတယ်ကျွန်တော်ရှိရလူတွေနဲ့တယ်လီဖုန်းပြောလဲကျွန်တော်ရပါတယ်ထိတွေ့ဆက်ဆံမှုတွေကျွန်တော်ရှိတိုးတော်လည်းပြောတာကဒီဦးစားပေးဒီလိုနိုင်ငံတော်တည်ငြိမ်မှုရောက်အောင်ဦးစားပေးလုပ်တယ်ဆိုရင်ဟုတ်တယ်ကျွန်တော်အနေနဲ့လည်းဒီနေရာမှာသတိထားမိတာလေးတစ်ချက်ရှိပါတယ်ဟုတ်ပါလားသမ္မတကြီးအနေနဲ့ဒီအစိုးရအဖွဲ့ကိုစတင်ဦးဆောင်တဲ့ကလည်းဒီအထူးသဖြင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အပြစ်ခတ်ရစဲရေးကိုဒီဇိုင်းမှန်မှန်ဆောင်ရွက်လာခဲ့ပါတယ်ဟုတ်ပါဒါပေမဲ့ဒါအပြင်ကိုသမ္မတကြီးရဲ့အမိန့်အာဏာနဲ့ပေါ့နော်တစ်ဖက်အပြစ်ခတ်ရစဲရေးပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကအထူးသဖြင့်ကချင်ပြည်ဘက်မှာကြီးညာခဲ့တာပြီးကြီးညာပေးခဲ့တာရှိပါတယ်ဟုတ်ပါလားဒါပေမဲ့လည်းဒီတိုက်ပွဲတွေကတော့ဆက်ပြီးဖြစ်နေတယ်ဆိုတဲ့သဘောဆိုတော့ဒါကဘာတွေများလိုအပ်ချက်ချိုးရင်းချက်ရှိနေတယ်လဲဆိုတာလေးကိုတစ်ချက်လောက်ရှင်းပြပါမှန်ပါပဲဦးတန်းလင်တော့ဒီကိစ္စလေးကလည်းကျွန်တော်ဖြေချင်တဲ့ကိစ္စပဲကျွန်တော်ဖြစ်ပါတယ်အဲ့တော့ခုနကလိုဒီငြိမ်းချမ်းရေးဆွေးနွေးဖို့နိုင်ငံရေးဆွေးနွေးဖို့ဆိုတာပြစ်ခတ်တိုက်ခိုက်နေရင်းနဲ့ကျွန်တော်ဆွေးနွေးလို့ကတော့ကျွန်တော်မလွယ်ပါဘူးဒါမှမဟုတ်ခုနကလိုပြစ်ခတ်တိုက်ခိုက်မှုတွေရစဲကြအောင်ဆိုပြီးတော့ကျွန်တော်ကနေပြီးတော့မှကျွန်တော်တက်ကိုခုနလိုအမိန့်ကျွန်တော်ထုတ်ပေးလိုက်တယ်ဒီပြစ်ခတ်တိုက်ခိုက်မှုတွေမလုံးနဲ့ကိုခုခံကာကွယ်ရုံမှအပပေါ့လေလူဆိုတာလည်းအသက်ကိုကာကွယ်ဖို့ရှိသေးတာပေါ့ကိုခုခံကာကွယ်ရုံမှအပကိုကစပြီးတော့တိုက်ထားတဲ့စခန်းတွေကိုသွားပြီးတော့ကိုကတိုက်ထားတဲ့ပြစ်ထားတွေခတ်ထားတွေမလုပ်ဖို့ဆိုပြီးတော့ကျွန်တော်တို့ကဒီလိုထုတ်ပါတယ်တစ်ဖက်ကိုလည်းကျွန်တော်ဒီလိုထုတ်ပေးဖို့ကျွန်တော်ကတောင်းဆိုတယ်သူတို့ဘက်ကဒီလိုထုတ်ပေးလိုက်လို့ရှိရင်အောက်ချိန်မှာရဲဘော်တိဘာပဲဖြစ်နေနေမင်းတို့ကလိုပြစ်တာခတ်တာတွေလုံးဝမရှိစေနဲ့ဆိုပြီးတော့ကျွန်တော်တို့ကဒီတိုင်းပြောလို့ရပါတယ်သို့တော်လည်းတစ်ဖက်ကဒီလိုမထုတ်ဒီလိုမထုတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဘက်ကတော့ယုံကြည်ပြီးတော့မှတစ်ခါလေးကြားလို့ရှိရင်အုပ်ချုပ်မှုကိစ္စဆောင်ရွက်ဖို့အတွက်ကျွန်တော်ဒီသွားလာတာတွေရှိတယ်အဲ့နေရာတွေမှာခုနကလိုစောင့်ကြိုပြီးတော့တိုက်တာတွေနောက်တစ်ခါမိုင်းထောင်ပြီးတော့ကျွန်တော်ဖောက်ခွဲတာတွေဒါတွေရှိတော့ရဲဘော်တွေကလည်းဟာကျွန်တော်တို့ဒီတိုင်းအသေးခံပါမလားဒီတိုင်းပဲကျွန်တော်အသေးခံနေရမလားဆိုတော့ကျွန်တော်စိတ်ထဲမှာလည်းဒါမကောင်းဖြစ်မိတယ်ပေါ့ပြဿနာတော့အဲ့ဒါပါပဲကျွန်တော်တို့ကထုတ်ထားသလိုကိုဘက်ကဒါခုနလိုပြစ်ခတ်တိုက်ခိုက်မှုတွေကိုရဆဲပါမယ်ဆိုပြီးတော့ဒီလိုထုတ်လိုက်လို့ရှိရင်ကျွန်တော်ထင်ပါတယ်ဒီကိစ္စကကျွန်တော်အဆင်ပြေသွားမှာပါကျွန်တော်တွေကတော့တက်တဲ့ကိစ္စဘာကိစ္စဒါတွေကတော့ကျွန်တော်တို့စပွဲပေါ်မှာထိုင်ပြီးတော့ညှိလို့ကျွန်တော်ရတဲ့ကိစ္စပါဒီကလကလေးတစ်ခုပါပဲဒါလေးကိုနည်းနည်းလေးပဲခုနကလိုသူတို့ဘက်ကဖြေလျှော့လိုက်လို့ရှိရင်ကျွန်တော်ထင်ပါတယ်ဒီဟာလည်းအဆင်ပြေသွားမယ်လို့ကျွန်တော်တွက်ပါတယ်ခုနကတော့ဒါကဒီငြိမ်းချမ်းမှုတည်ဆောက်ရေးကိစ္စမှာကြုံတွေ့ရတဲ့အခက်အခဲလေးဟုတ်ပါဘူးဒါအပြင်ကိုသမ္မတကြီးအနေနဲ့ဒီနိုင်ငံတော်ရဲ့အထူးပြုပြင်ပြောင်းလဲရေးကိစ္စတွေမှာသမ္မတကြီးရဲ့မိန့်ခွန်းတစ်ခုမှာကျွန်တော်တို့သတိထားမိလိုက်တဲ့အချက်လေးတစ်ခုရှိပါတယ်ပြုပြင်ပြောင်းလဲရေးကိုရှိန်ဟုန်နဲ့ဆက်သွားမယ်ပြုပြင်ပြောင်းလဲရေးမလိုက်ချင်တဲ့လူတွေကိုနောက်ချန်ထားခဲ့ရမယ်ဆိုတဲ့အချက်ကလေးပေါ့ဒီချက်ဟာဒီချက်ကိုကြည့်လိုက်တယ်ဆိုလို့ရှိရင်သမ္မတကြီးတို့ရဲ့ဒီလိုအစိုးရအဖွဲ့ဒီလိုအတွင်းပိုင်းအတိုင်းဝိုင်းထဲမှာလည်းဒီလိုပြုပြင်ပြောင်းလဲရေးကိုမလိုက်ချင်တဲ့သူတွေအများရှိနေသလားဆိုပြီးတော့တွေးစရာပေါ်လာပါတယ်ဟုတ်ပါတယ်ဆိုတော့ဒီအချက်ကလေးကိုနည်းနည်းလေးရှင်းပြပါအဲ့တော့ဒီကိစ္စကတော့ဒီလိုပါကျွန်တော်တို့ရဲ့ပြုပြင်ပြောင်းလဲရေးတွေကအခုကျွန်တော်တို့ဒီမြန်မြန်ဆန်ဆန်နဲ့ကျွန်တော်တို့လုပ်နေရတဲ့ကိစ္စမျိုးကျွန်တော်ဖြစ်ပါတယ်တိတ်ပြီးတော့နှိကွေးသွားလို့ရှိရင်ကျွန်တော်တို့တွေ့ကြုံရမယ့်အခက်အခဲတွေအကြက်တဲတွေဒါတွေကအများကြီးရှိပါတယ်ဒါအခုတောင်မှကျွန်တော်တို့ဒီလောက်မြန်မြန်သွားတော့တောင်မှကွန်းတကလို့ကျွန်တော်တို့ဒါအခက်အခဲတွေပါတယ်အများကြီးကျွန်တော်တို့တွေ့နေရပါတယ်ဒါမှမဟုတ်ကျွန်တော်မြန်မြန်ဆန်နဲ့ကျွန်တော်ကူးပြောင်းနေတယ်မြန်မြန်ဆန်နဲ့ကူးပြောင်းတဲ့အခါမှာတချို့ကကွန်းတလို့နှိကွေးနဲ့လိုက်နေတာရှိပါတယ်ဆန့်ကျင်တာတော့မဟုတ်ဘူးတိုးတော်လည်းခရီးမတွင်ဘူးခရီးမတွင်တဲ့လူတွေဒီလူတွေကျွန်တော်အစိုးရဘွဲထဲမှာလည်းရှိပါတယ်လွတ်တော်ထဲမှာလည်းကျွန်တော်ရှိပါတယ်ဒီလူတွေကတော့ကျွန်တော်ဒါသူတို့တော့ပြောတယ်တီတီလင်းလင်းပဲအဲဆိုဒီလိုလေးလေးပင်ပင်နဲ့လုပ်နေတဲ့လူတွေကတော့နောက်ချန်ထားခဲ့ရမှာပဲဒါလည်းကျွန်တော်ဒါလုပ်ရမယ့်ကိစ္စပါကျွန်တော်ကတော့ခုနကကိုအစိုးရအတွင်းမှာတော့ဒါကျွန်တော်လုပ်ပိုင်ခွင့်ရှိတယ်ပေါ့လေလွတ်တော်တို့ဘာလို့ကြတော့လဲကျွန်တော်ကလုပ်ပိုင်ခွင့်တော့ကျွန်တော်မရှိဘူးတော့အစိုးရအဖွဲ့အတွင်းမှာဒီလိုပုံကိုယ်တွေလည်းရှိပါတယ်ဒါတွေတော့ကျွန်တော်တဖြည်းဖြည်းခြံထားခဲ့မယ်ဆိုတော့အတိအလင်းနဲ့သူတို့ကိုကျွန်တော်ပြောထားတာဖြစ်ပါတယ်။အဲဒါကြောင့်မလို့ပဲပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာဒုတိယဝန်ကြီးအပြောင်းလဲတွေလုပ်တယ်။ပြီးတော့ပြီးခဲ့တဲ့သတင်းပတ်အတွင်းမှာပဲအစိုးရအဖွဲ့အတွင်းပြုပြင်ပြောင်းလဲမှုတွေရှိတယ်ဆိုတော့သတင်းတွေလည်းထွက်ပါတယ်။ဒါအပြင်ကိုဒုတိယသမ္မတခန့်အပ်မှုကိစ္စဆိုတဲ့အကြောင်းလေးတွေလည်းရှိနေတော့သတင်းသာကြားနေရတယ်ချက်ချင်းထွက်ပေါ်မလာနိုင်သေးတဲ့ကိစ္စပါရောဘာတွေများနှောင့်နှေးမှုဘာကြောင့်များလို့ကျွန်တော်တို့ကအုံနဲ့လောက်ရပါတယ်အချိန်နဲ့ကျွန်တော်တို့ကနည်းနည်းလေးတွေ့ရပြီးပါစောင့်ရပါတယ်အဲ့တော့ပထမတော့ဒီလွတ်တော်ကျွန်တော်တို့ကျင်းပမယ့်အချိန်ပေါ့နော်လွတ်တော်ကျင်းပမယ့်အချိန်
တခါကလို့ဒုသမရတယောက်ကလည်းထွက်သွားပြန်တော့ဒီဒုသမရအစားတယောက်ကိုရွေးဖို့ပြုဖို့အတွက်ဒီဟာလည်းလို့ကျွန်တော်ကဘလို့ခံပေးပါဆိုတော့ဒီလိုပြောလို့မရပါဘူးကျွန်တော်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အရာလို့တမတော်အစုအဖွဲ့ရနေပြီးတော့သူတို့ကြိုက်နေတဲ့တယ်လို့တယောက်ကျွန်တော်တို့ရွေးရမှာဖြစ်ပါတယ်သူတို့ရွေးပြီးတော့တင်လိုက်တယ်တိုးတော်လည်းတယောက်ကတချို့အချက်လက်ကလေးတွေနဲ့ညှိဆုံးနေတဲ့အတွက်ကြောင့်ဒီတယောက်ကိုသူတို့ပယ်လိုက်ပါတယ်ပယ်လိုက်ပြီးတော့အခုဒါဒုတိယတယောက်ပေါ့လေဒုသမရကျွန်တော်တို့ထိပ်စီးကနေထွက်လာတဲ့နဲ့များကြာတဲ့အပိုင်းတွေကလည်းကျွန်တော်တို့ပြည်ပြင်စရာတွေပြောင်းလဲစရာတွေကျွန်တော်ရှိပါတယ်ဒါတွေလည်းကျွန်တော်ထင်ပါတယ်ဇက်တိုက်နောက်ကနေပြီးတော့ဆက်ပြီးတော့ကျွန်တော်လှုပ်သွားဖို့ရှိမှာပါဟုတ်ကဲ့သမရကြီးပြောပြတဲ့ဒီဦးစားပေးဒုတိယအကြောင်းပြန်ကောက်ချင်ပါတယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ဖွံ့ဖြိုးရေးပေါ့နော်ဒီနေရာမှာအခုမြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကလှုပ်ဆောင်နေရတဲ့အချက်တွေကအဂတိလိုက်စားမှုပပျောက်ရေးပွင့်လင်းမြင်သာမှုရှိရေးပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်လို့ဘယ်လိုအကြောင်းအရာတွေကပိတ်ဆို့မှုတွေရှိနေတယ်နင်းကတော့ဒီအဂရိလိုက်ဆောင်မှုနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့စတက်လာတဲ့ခုနကလို့ကျွန်တော်တို့ဒါ good governance clean government ဖြစ်အောင်ကျွန်တော်တို့လုပ်မယ်ပြည်သူတွေကလည်းကျွန်တော်တို့ဝိုင်းပြီးတော့ကူပေးပါဆိုတော့ဒီလက်ပေးလိုက်ယူမှုတွေဟာအခုမှလည်းမဟုတ်ပါဘူးပိုတုံးတွေကခုနလိုရှိလာခဲ့တော့ကျွန်တော်တို့လက်ထက်ကြမှာခုနလိုချက်ချင်းပြောင်းအောင်ဖျောက်ဖို့ဆိုတော့ကျွန်တော်တို့ခက်ပါတယ်ဘာကြောင့်လဲပြောရမယ်ဆိုရင်တော့ဘာမှစကားနဲ့ပြောရမယ်ဆိုရင်တော့ခေါက်ရိုးကျိုးနေတယ်ခေါက်ရိုးကျိုးနေတဲ့ဟာကိုပြန်ပြီးတော့အလွယ်ကလေးနဲ့ပြင်ဖို့ဆိုတာခက်ပါတိုးတော်လည်းကျွန်တော် PVC နဲ့တော့ကျွန်တော်လုပ်နေပါ PVC နဲ့လုပ်နေဆိုတော့ဝန်ထမ်းလောကကိုကျွန်တော်အခုပြန်ပြီးတော့ဒါတိတိကျကျနဲ့ PVC နဲ့ကင်တွဲနေပါတယ်အဲ့တော့အောက်ချိန်မှာကျွန်တော်ဒါတွေရှိနေတယ်ဒါတွေကခုနကလိုကျွန်တော်တို့ရတာအမဲဆက်တွေဖြစ်တယ်အစိုးရရဲ့အမဲဆက်တွေဖြစ်တယ်အောက်ချိန်မှာဘာပဲလုပ်သမျှကျွန်တော်အပေါ်ကအကြီးအကဲတွေမှာလည်းတာဝန်ရှိတယ်ဒါမှမဟုတ်ဒီကိစ္စကိုကျွန်တော်ပြောင်းစီစီနဲ့ခုနကလိုတိချက်ကတော့ယုံနေသွားအောင်နေ့ချက်ကတော့ဒီပပျောက်သွားအောင်ဒီကျွန်တော်တို့ဒါစူးစမ်းပြီးလုပ်မယ်ဆိုတော့ဒါလည်းအကောင့်တွေပေါ်ပြီးတော့ကျွန်တော်ဆောင်ရွက်နေပါတယ်ဟုတ်ဗမာပြည်မှာကဒီပြည်ပရင်းနှီးမြှုပ်နှံမှုအတွက်အင်အားလူရင်းအားဤပညာကျွမ်းကျင်မှုရင်းနှီးတွေမရှိတဲ့အခါကျတော့ပြည်ပကဝင်ရောက်လာမှာကိုသမ္မတကြီးတို့နေလည်းတော်လေးကိုကျူဆူတဲ့ဟုတ်တယ်ဒီနေရာမှာအမေရိကန်ပြည်ထောင်စုအပါအဝင်နော်တခြားအနောက်နိုင်ငံတွေကလည်းပိတ်ဆို့တန်ခတ်မှုတွေကိုစီးပွားရေးပိတ်ဆို့မှုတွေကိုတချို့နိုင်ငံတွေဆိုရင်အပြည့်ရုပ်သိမ်းလိုက်တာရှိတယ်အမေရိကန်ပြည်ထောင်စုဆိုရင်ယာယီဆိုင်းထားတာရှိတယ်အဲ့တော့ဒီလိုယာယီရဆိုင်းထားတဲ့သဘောလောက်ပဲရှိပြီးတော့တစ်ဖက်ကနေပြီးတော့ဥပဒေအရအချိန်မီပြန်ပြီးတော့အရေးယူနိုင်သေးတယ်ဆိုတဲ့အနေအထားမျိုးဟာပြည်ပကနေပြီးတော့လာပြီးတော့ယင်းနှိမ့်မြုပ်နှံလူသူတွေအတွက်အတားအဆီးတစ်ခုများဖြစ်နေတယ်မှန်ပါတယ်ဒီစီဝါရီတားဆီးပိတ်ဆို့မှုတွေကတကယ်တော့လည်းခုနလိုပြည်ပကနေပြီးတော့လာရောက်ပြီးတော့ယင်းနှိမ့်မြုပ်နှံမှုအတွက်ဒါတကယ်လည်းခုနအတားအဆီးတစ်ခုပါတိုးတော်လည်းခုနလိုလုံနိုင်တဲ့ကဏ္ဍလေးတွေကျွန်တော်ရှိပါတယ်အဲ့တော့အမေရိကန်မှာဆိုလို့ရှိရင်ကျွန်တော်ထင်ပါတယ်စီနီနဲ့အစိုးရအဖွဲ့ပါနော်အဲ့တော့စီနီမှာတော့ဒီပါတီကြီးနှစ်ခုသွားအင်အားပြိုင်နေတယ်အဲ့တော့သူဥပဒေအရတားဆီးထားတဲ့ဟာကိုပြန်ပြီးတော့လွယ်နဲ့ပြန်ဖြေပေးဖို့ဆိုတာသူတို့လည်းခက်ပါတိုးတော်လည်းအစိုးရဘိုင်းကနေပြီးတော့သူတို့ရဲ့ဒီအုပ်ချုပ်မှုအခွင့်အာဏာနဲ့ကျွန်တော်တို့လုပ်ပေးထားတာတွေကျွန်တော်အများကြီးရှိပါတယ်ကျွန်တော်တို့နဲ့ခုနလို2020ကျော်လောက်ဆက်ဆံရေးတွေကျွန်တော်တို့ဒီအေးခဲနေပဲမလားအခုဒီဘက်ပိုင်းမှာဆိုကျွန်တော်တို့နိုင်ငံဆက်ဆံရေးတွေကကောင်းလာတယ်ကျွန်တော်ဆိုလို့ရှိရင်နိုင်ငံရေးဝန်ကြီးနဲ့2ကြိမ်လောက်ကျွန်တော်တွေ့ပြီးပြီနောက်တော့တန်အမတ်ခန့်နိုင်တဲ့အဆင့်တွေလည်းကျွန်တော်ရောက်လာတယ်ရောက်တော့လွှတ်တော်ကလည်းသူလုပ်ရမယ့်အပိုင်းသူလုပ်ထားပါပဲတိုးတော်လည်းခုနကလိုဒီအုပ်ချုပ်ရေးပိုင်းကနေတော့အိုဘားမားအနေနဲ့အများကြီးကျွန်တော်တို့လုပ်ပေးပါတယ်ဒီအတွက်လည်းကျွန်တော်တို့ကကျေးဇူးတင်ပါတယ်တချို့ကိစ္စလေးတွေကတော့ဒီလိုဖြေလျော့ပေးလိုက်တဲ့အတွက်ကြောင့်ရင်းနှီးမြှုပ်နှံမဲ့အားလေးတွေကိုကျွန်တော်လာပြီးတော့လုပ်နိုင်တဲ့အခွင့်အလမ်းတွေကျွန်တော်ရှိပါတယ်ဥပမာ EU တို့ဘာလို့ဆိုလဲဘာဖြစ်ကျွန်တော်တို့ရဲ့ကုန်ပစ္စည်းတွေသူတို့လက်ခံပါပါ EU ကလည်းကျွန်တော်ဖြေလျှော့ပေးတာတွေအများကြီးရှိပါတယ်ကျွန်တော်ထင်ပါတယ်အမေရိကန်ကိုပို့တဲ့ကုန်ပစ္စည်းကကျွန်တော်တို့နဲမှာပါ EU ပို့တဲ့ပုံနေနေကကျွန်တော်များမှာပါတိုးတော်လည်းထိခိုက်မှုတော့ကျွန်တော်ရှိမှာပါမယ်အဲ့တော့နိုင်ငံခြားရင်းနှီးမြှုပ်နှံတယ်ဆိုတဲ့လူကလည်းဘာဖြစ်သူကလည်းစဉ်းစားမယ်လေဟိုမှာစီးပွားရေးကပိတ်ဆို့ထားတယ်တိုးသွားလို့အကျိုးရှိမလားနောက်တစ်ခါဒီရဲ့ခုနကလိုဒီ investment law ကဘယ်လိုရှိသလဲတို့ကိုဘယ်လိုကာကွယ်ပေးထားသလဲ incentive တွေဘယ်လိုပေးထားသလဲကျွန်တော်ဆိုရင်လည်းကျွန်တော်ဒီလိုစဉ်းစားမှာပါတိုးတော်လည်းခုနလိုလွတ်ကင်းကင်းနဲ့သူတို့လာရောက်ပြီးတော့ရင်းနှီးမြှုပ်နှံလို့ရနိုင်တဲ့အားတွေရှိပါတယ်ဒါတွေအတွက်ကိုကျွန်တော်ကလာပြီးတော့ညှိချနိုင်ကြတဲ့လူတွေရှိပါတယ်ဥပမာဂျပန်တို့ဘာတို့တောင်ကိုရီးယားတို့ဘာတို့ဆိုတော့ကျွန်တော်တို့ကလည်းဒီအချိန်မှာတိုင်းပြည်ချမ်းသာဖို့အတွက်ကျွန်တော်တို့တိုင်းရင်းသားတွေအလုပ်ကိုင်များရမယ်အလုပ်ရုံစက်ရုံမျိုးတွေကကျွန်တော်တို့လုပ်နေတိတ်ပြီးတော့ဤပညာပိုင်းလည်းမခက်ခဲတဲ့ဟာမျိုးတွေကိုဆိုကြပါစို့ကျွန်တော်အထက်ချုပ်စက်ရုံလိုဟာမျိုးတွေဖဏချုပ်တဲ့စက်ရုံလိုဂါဝန်ချုပ်တဲ့စက်ရုံလိုဆိုရင်စက်ရုံတွေကိုမှလူ1000လောက်ကျွန်တော်အလုပ်ရရင်စက်ရုံဆိုလို့ရှိရင်လူ1000လောက်ကျွန်တော်ရဤပညာပိုင်းလည်းဘာမှမခက်သူတို့ကြတော့သူတို့ဈေးကွက်ကရှိပြီးသားဖြစ်တယ်မလားသူတို့ဈေးကွက်နဲ့ဆိုတော့ကျွန်တော်လည်းဘာမှသိပူစရာပြုစရာမလိုဒါတချို့အချက်တွေကလည်းလုံနိုင်ကိုင်နိုင်တဲ့အခွင့်အလမ်းတွေလည်းကျွန်တော်ရှိပါတယ်ခုနကဒါကြောင့်တချို့ဖြေလျော့ပေးတာတွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ကျေးဇူးတင်တယ်လို့သူတို့ပြောပါတယ်
တော့ဆိုလည်းကိုလွတ်တော့တနစ်ထပ်ပြီးတော့တိုးတာနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ထင်ပါတယ်ကျွန်တော်တို့ဒါတစ်ချိန်ကြရင်တော့ကျွန်တော်တို့ပေါ်မှာနားလည်ပြီးတော့မှဒါလည်းခုနကလို့ကျွန်တော်ပြင်ဆင်ပေးလိမ့်မယ်ဖြည့်လျော့ပေးလိမ့်မယ်လို့ကျွန်တော်ဒီလိုမျှော်လင့်ထားပါတယ်ယုံကြည်ထားပါတယ် ကြာခင်မှာလည်းသမ္မတကြီးအနေနဲ့ American ပြည်အောင်စုခီးထွက်ဖို့ရှိရဲဆိုတော့ဒီခီးစဉ်အတွက်မှာလည်းဒီအကြောင်းတွေဆွေးနွေးပြလိမ့်မယ်လို့ယူဆပါတယ်ကျွန်တော်ကတော့ခုနလိုဒီစီးပွားရေးထပ်ပြီးတော့တစ်နှစ်တိုးတဲ့ပြုတဲ့ဒီကိစ္စကိုတော့အပြစ်အနေအနာစာအနေနဲ့ကျွန်တော်သိပြီးတော့မပြောလို့ပါဘူးဒါလည်းသူတို့လှုပ်တင်လှုပ်တိုက်လို့လှုပ်တယ်ပဲဒီလိုကျွန်တော်တို့ဝင်နေဖြစ်တာတိုးတော်လည်းကျွန်တော်တို့ဘက်ကတော့ခုနလိုဆက်ဆံမှုကိုပို့ပြီးတော့ကောင်းအောင်ကျွန်တော်တို့လုပ်ပြရမယ်နောက်ကျွန်တော်တို့ရဲ့ခုနလိုပွင့်လင်းရိုးသားတဲ့လှုပ်ဆောင်မှုတွေဒီမိုကရေစီခုနလိုရှင်သန်ဖွံ့ဖြိုးဖို့အတွက်ကျွန်တော်တို့ရဲ့ကြိုးစားနေတာတွေဒါတွေကိုကျွန်တော်တို့တည်တောင်လုပ်ပြခြင်းရမယ်တစ်ချိန်ကြာရင်တော့ကျွန်တော်ထင်ပါတယ်ဒီစိနိကလည်းပြောင်းလာမယ်လို့ကျွန်တော်ထင်ပါတယ်အိုဘားမားနဲ့ခုနကလိုကျွန်တော်နိုင်ငံရေးဝန်ကြီးကတော့ကျွန်တော်တို့ပုံမှာနားလည်မှုသွားအပြည့်ရှိပါတယ်ခုနဒါမှမဟုတ်လည်းသူလှုပ်ပေးနေတာပေါ့တချို့ကလေဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲကောင်းပြီကဲကိုတန်းလင်းတို့ခင်ဗျားလည်းကျေးဇူးတင်ပါတယ်ညာနော်ဟိုလာပြီးတော့တကူတကနဲ့လာပြီးတော့တွေ့တာဘာလို့ခင်ဗျားနဲ့တွေ့လိုက်တဲ့အတွက်ကြောင့်လဲကျွန်တော်တို့မှပြိုးရေးဆိုခွင့်တွေကျွန်တော်ရလာတယ်ကဘာကိုလည်းကျွန်တော်တို့သိစီချင်တဲ့ဟာတွေကျွန်တော်တို့သိသွားတာပေါ့ခုနကနော်အများနဲ့တွေ့ကျင်ပြောကျင်နေတာဟုတ်ပါတယ်ဒီလိုစိတ်ရှိလက်ရှိဖြေချပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်လည်းဒါမျိုးဟိုခွင့်ပြုပေးပါလို့လည်းကျွန်တော်တောင်းဆိုချင်ပါတယ်ကောင်းပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့